လာပါချောမောတဲ့အမျိုးသမီးတယောက်ဟာနေတိုင်းအစားအသောက်တွေကိုမာယူလေးရှိပြီးအမြဲတမ်းပို့ဆောင်ရေးသမားတယောက်တည်းကိုပဲလာဖို့တောင်းဆိုလေးရှိပါတယ်။သူမဟာထိုမျိုးသားရဲ့ချောမောလာတဲ့မျက်နှာပြင်ကိုမြင်တွေ့ရတဲ့အခါတိုင်းမှာသူမရဲ့တွေ့လာပါတဲ့ခြေတံတွေကိုမြင်သာယုံလေးဖြစ်အောင်စကတ်ကိုအသာရမပြပြီးဆွဲဆောင်လေးရှိပါတယ်။ဒါပေမဲ့ပို့ဆောင်ရေးသမားမကတော့ဒီလိုမျိုးလုပ်ရက်တွေပေါ်တကယ်ကိုယွင်ရှာမုန်းတီးနေခဲ့ပါတယ်။သူဟာသူမပေးတဲ့မုံဘိုးစုကြီးတွေကိုဘေးကိုလွင့်ပစ်ခဲ့ပြီးနောက်သူမစီအစားတောက်မှရင်သူ့ကိုရွေးချယ်တာမျိုးမလုပ်ဖို့တတိပေးကလက်ပင်မကြည့်ပဲထွက်ခွာသွားခဲ့ပါတယ်။နောက်ရက်ညနေခင်းမှာတော့ထိုမျိုးသမီးဟာသူ့ကိုပဲထပ်မံရွေးချယ်ပြီးအစားတောက်မှယူခဲ့ပြန်ပါတယ်။မခါလုပ်ငန်းခွင်စီကံတိုင်းပဲညှဉ်းဆန်ခြင်းမရှိပဲအစားတောက်တွေကိုသူမရဲ့လက်ထဲကိုလာရောက်ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့သူပြန်လဲထွက်တော့မဲ့အချိန်မှာပဲအလာကသူ့ကိုထပ်မံနားစီလိုက်ပြန်ပါတယ်။သူမဟာသူ့ကိုရေတစ်ခွက်တောက်သွားဖို့အတင်းကျပ်တောင်းဆိုခဲ့ပြီးထိုခွင့်ရေးကိုတုံးကသူ့ရဲ့ခန္ဓာကိုယ်ကိုမတိမတာထိတွေးဖို့ကြိုးစားခဲ့ပါတယ်။အမျိုးသားထွက်ခွာသွားပြီးတဲ့နောက်မှာတော့အလာဟာတကားကိုအသာအရာဖွင့်လှစ်ခဲ့ပါတယ်။သူမဟာအဝေးကိုရှောက်လန်းသွားတဲ့သူ့ရဲ့ကြောပြင်ကြီးကိုတိတ်တဆိတ်စိုက်ကြည့်နေခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့မခါဒါကိုဘလို့မှစဉ်းစားလို့မရအောင်ဖြစ်နေခဲ့ပါတယ်။သူမဟာဘာဖြစ်လို့သူ့လိုတာမန်စားတောက်ဖို့တဲ့သူတယောက်ကိုပဲအမြဲတမ်းလာရောက်နှောက်ယှက်နေရတာလဲဆိုတာသူနားမလည်နိုင်ခဲ့ပါဘူး။သူမဟာသူ့အပေါ်တကယ်ပဲစိတ်ဝင်စားဆွဲလန်းနေတာများလားလို့သူတွေးတော့နေခဲ့မိပါတယ်။နောက်ရက်မှာတော့အလာဟာမကိုပဲထပ်မံရွေးချယ်ပြီးမာယူခဲ့ပြန်ပါတယ်။သူတကားကောင်းလောင်းကိုနှိပ်လိုက်တဲ့အခိုက်အတန့်မှာပဲထိုမျိုးသမီးဟာတကားဝမှာအစင်တင့်ဆောင်ဆိုင်နေခဲ့တာပါ။သူမဟာသူ့ရဲ့လက်ထဲကိုပေါင်မုတ်တုံချက်ချင်းကမ်းပေးခဲ့ပါတယ်။မကဒါကိုမလို့ချင်တာကြောင့်တစုံတယောက်နဲ့ဖုံးပြောနေတယ်လို့မျိုးဟန်ဆောင်လိုက်ပါတယ်။ဒါပေမဲ့အလာကတော့သူ့ရဲ့စိတ်ထဲမှာဘာတွေနေလဲဆိုတာကိုအကုန်လုံးရိပ်မိနေုံရပါတယ်။သူမဟာပေါင်မုတ်စာငွေသားမုတ်ဘိုးကိုချက်ချင်းလဲလှယ်ပြီးကမ်းပေးလိုက်ပါတော့တယ်။မကမှလည်းဘာမှမတတ်နိုင်ပဲစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ရပါတယ်။သူဟာစိတ်ထဲကနေဒီလိုမှတော့လဲယူထားလိုက်တာပဲကောင်းပါတယ်။သူမကနေတိုင်းညနေ6 နာရီ55မိနစ်မှာအမြဲတမ်းမှယူမှာမို့ဒီပို့ဆောင်ရဲမှာစာကိုယူထားလိုက်ပါတော့မယ်လို့တွေးပြီးထွက်ခွာခဲ့ပါတယ်။အဲ့ဒီနားမှာသူအစားအသောက်တွေလိုက်လံပို့ဆောင်နေတော့သူ့ရဲ့ဖုန်းထဲကိုမက်ဆေ့ချ်တစ်ခုရုတ်တရက်ဝင်လာခဲ့ပါတယ်။သူဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့မျောလင့်ထားတဲ့အတိုင်းပဲ LRC ကနောက်ထပ်အမှားစာတစ်ဖြစ်နေခဲ့တာပါ။ဒီတစ်ချိန်မှာတော့သူဟာသူမရဲ့အပြုအမူတွေကိုထပ်ပြီးတိမခံတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။အလာကသူ့ကိုမုံဘိုးကမ်းပေးပြီးစကားစမြည်ပြောဖို့စ조사တဲ့အခါမှာမက်ကသူဟာဝါဖြိုးတဲ့အမျိုးသမီးတွေကိုလုံးဝမကြိုက်ဘူးလို့တဲတဲမက်မက်ပြောချင်တာကိုပြောပြလိုက်ပါတယ်။ဒါတင်မက်ကတည်းရဲ့သူဟာသူမကိုလောင်ပြောင်တရော်ခဲ့ပြီးနောက်သူ့စီကိုလုံးဝလာမရှာဖို့တတိပေးခဲ့ပါတယ်။အလာဟာထိုစကားကိုကြားလိုက်ရတဲ့အခါမှာတော့အလွန်မင်းဒေါသထွက်သွားခဲ့ရပါတယ်။သူမဟာစိတ်ထဲကနေတစုံတရာသောဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်ပုံရပါတယ်။နောက်ရက်ညမှာတော့မခါဝယ်သူရဲ့တိုင်ကြားမှုတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အလာကသူစားတောက်လာဖို့တဲ့အခါတိုင်းမှာသူမကိုကာမနောက်ရှက်မှုတွေပြုလုပ်ပါတယ်ဆိုပြီးကုမ္ပဏီကိုတိုင်ကြားလိုက်တာဖြစ်ပါတယ်။အမျိုးသားဟာတကယ့်ကိုစိတ်ပြတ်အားလျော့သွားခဲ့ရပါတယ်။မိမိရဲ့အလုပ်မပြုတ်သွားစေဖို့အတွက်သူဟာအလာရဲ့အိမ်စီကိုပြန်လည်ရောက်ရှိလာခဲ့ပြီးထိုတိုင်ကြားချက်ကိုပြန်လည်ရုပ်သိမ်းပေးဖို့အသေးအတန်ဖြောင်းဖျခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အလာကသူ့ပေါ်တကယ့်ကိုအေးဆက်ဆက်နဲ့ခက်စိမ့်စိမ့်ဆက်ဆံခဲ့ပါတယ်။သူမဟာသူ့ရဲ့ရှေ့ကိုအမိုက်အိတ်တအိတ်ချက်ချင်းပစ်ချပေးလိုက်ပါတယ်။ထိုမိုက်အိတ်ရဲ့အပေါ်မှာတော့ငွေစက်ကူချိုတင်ထားတာကိုမြင်တွေ့လိုက်ရပါတယ်။အမျိုးသားဟာငွေကြေးကိုညှင်းပယ်နိုင်စွမ်းမရှိတာကြောင့်ထိုမိုက်အိတ်ကိုအပြင်မှာတွားရောက်ပစ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲသူ့ရဲ့ဖိနပ်ပေါ်မှာဘလို့နေနဲ့မသိပဲနီးရဲတဲ့အရေးချို့ဆုံးထင်နေတာကိုသူသတိထားမိလိုက်ပါတယ်။သူဟာဘလောက်ပဲအားစိုက်ပြီးတုတ်ပစ်ဖို့စ조사ခဲ့ပါစေထိုနီရောင်ရည်တွေကတော့ဖိနပ်ပေါ်ကနေလုံးဝပြောင်းစင်သွားခြင်းမရှိခဲ့ပါဘူး။